ကောင်လေးကသူ့စုဆောင်ဝေအားလုံးကိုတုံးကပင်လယ်ရေမော်ဘူးတရားကိုဝဲလိုက်ပါတယ်သူကပင်လယ်ရေမော်ကိုတေးတေးချာချာကြော်ပြီးရတာရှိတဲ့တရေစာဖြစ်ရောင်းချင်ပေမဲ့ကြော်ပြီးရင်အရသာကအမြဲတမ်းခါနေပါတယ်သူဒီမတူညီသောနီလန်းများကိုဆက်လက်စူးစမ်းခဲ့ပါတယ်စီပူများသူ့လက်ပေါ်သို့ကျပြီးအမာယုံများကြံရစ်ခဲ့တော့လေအရသာမှာမာယွနေစေဖြစ်ပါတယ်မကြခင်မှာပဲပင်လယ်ရေမော်ကြီးကုန်သွားပါတယ်အရှုံးပေးကန်ဤတွင်မြေပေါ်တွင်ကျနေတော့ပင်လယ်ရေမော်တစ်ထုပ်ကိုသူတွေ့သွားပြီးနောက်ဆုံးတစ်ချိန်စူးစမ်းရန်ဆုံးဖြတ်ခဲ့ပါတယ်အန်အိုးဘူးကောင်းတာကဒီတစ်ခါအရသာကလုံးဝကိုမတူပဲကြွေရွတ်ပြီးအရသာရှိခဲ့ပါတယ်ဒီပင်လယ်ရေမော်အိတ်ကရေဆိုးနေတာကိုကောင်လေးကတတိထားမိတယ်မင်းညကပင်လယ်ရေမော်တွေကိုရွှေ့လုံးကအိတ်တအိတ်ကမြေပေါ်ကျပြီးမိုးရေဆူသွားတာကိုရုတ်တရက်တတိရသွားတယ်မိုးရေကစားတွေကိုစီးကြောပြစ်လိုက်တယ်အဲဒါကြောင့်အရသာပိုကောင်းလာတယ်ထို့ကြောင့်သူဒီတူညီသောအဆင့်များကိုလိုက်၍ပင်လယ်ရေမော်အစ်တစ်ခုကိုစီမံဆောင်ရွက်ခဲ့ပါတယ်ပင်လယ်ရေမော်အစာပြေမုံများသည်လေးမြန်စွာလူကြိုက်များလာတော့လေလက်လီရောက်ချမှုသည်အမှန်တကယ်ငွေရှာရန်နှေးကွေးလုံးသည်ကောင်လေးကစားတော့ကုန်ကုမ္ပဏီမန်နေဂျာကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်မန်နေဂျာကတကိုက်တောင်မကိုက်ပဲထုတ်ပိုးမှုကအရန်ကြီးပြီးစတိုးဆိုင်စံနှုန်းနဲ့မကိုက်ညီဘူးလို့ပြောပါတယ်ညင်းပယ်ခံရတော့လေကောင်လေးကသူ့ဦးတီချက်ကိုတွေ့ရှိခဲ့ပါတယ်ထုတ်ပိုးမှုကိုပြန်လဲဒီဇိုင်းထုတ်ရန်ဒီဇိုင်းကုမ္ပဏီတစ်ခုကိုငှားရမ်းခဲ့ပါတယ်ထို့နောက်ထုတ်ပိုးမှုအသစ်နဲ့တရေစာကုမ္ပဏီတို့ပြန်သွားတော့လေအဲ့ခံကမန်နေဂျာကအစည်းအဝေးရှိလုပ်နေသည်ဟုဆိုလို့ကောင်လေးကတနေကုန်စောင့်နေခဲ့ပါတယ်နောက်ဆုံးတော့မန်နေဂျာကသူ့ကိုရှောင်းနေမှန်းသိလိုက်ရပါတယ်ကောင်လေးကစိတ်ပြက်လက်ပြက်နဲ့ဒယ်လီကာထဲမှာပင်လယ်ရေမော်ထုတ်တွေကိုထားခဲ့လိုက်ပါတယ်တိတ်မကြခင်မှာပဲဝန်ထမ်းတယောက်ကပင်လယ်ရေမော်မုတ်တွေကိုအထုပ်အချို့ကိုပေါ့ပေါ့ပါပါယူပြီးစမ်းစားကြည့်ခဲ့ပါတယ်အရသာကအရန်ကောင်းလို့သူ့လက်ချောင်းတွေကိုတော့ရက်မိလိုက်ပါတယ်သူဒီမုတ်တွေကိုသူ့၏လောက်ဖို့ကုန်ဖတ်များအပြင်မန်နေဂျာကပါမျှဝေခဲ့သည်မကြခင်မှာပဲကောင်လေးကိုကုမ္ပဏီကပြန်ဆက်သွယ်လာပါတယ်မန်နေဂျာကအဲ့တန်းကိုမာယူဖို့ဆုံးဖြတ်လိုက်ပါတယ်စက်ရုံတွေကျမ်းမာရေးစစ်ဆေးခံပြီးအချိန်ကြီးကိုကောင်လေးကထိတ်လန့်ခဲ့တော့လေသူတွင်စက်ရုံလုံးဝမရှိတော့ကြောင့်သူ့ကားကိုရောင်းကစင်းချေပုံရက်ကွက်တွင်စက်ရုံငှားကအမြန်ပြန်လေပြုပြင်ခဲ့ပါတယ်သူလေအလုတ်သမားတော်တော်များများငှားထားလိုက်ပါတယ်သို့တော့စစ်စည်းနေစဉ်အတွင်းအလုတ်သမားများသည်လက်အိမ်များမဝတ်ထားပဲမီးဒီများတွင်လည်းအဖုံးများမပါရှိသေးကောင်းကောင်းလေပတ်ချင်းမရှိကြောင်းကိုမန်နေဂျာမှတွေ့သွားခဲ့ပါတယ်ကောင်လေးကအကြံပြုချက်အားလုံးကိုလက်ခံပြီးချက်ချင်းတိုးတက်မှုကိုစတင်ခဲ့ပါတယ်3ရက်ကြာပြီးနောက်စစ်စည်းရေးရလများရောက်ရှိလာတော့လေ fax မှာမှင်ကက်သွားခဲ့ပါတယ်သူအပြင်ကိုပြေးထွက်ပြီးစာရွက်ကိုနီယောင်အောက်မှာကင်ပြီးဖတ်လိုက်တဲ့အခါသူ့ရဲ့ဂျိုးစားအားထုတ်မှုဟာနောက်ဆုံးတော့အောင်မြင်သွားခဲ့ပါတယ်နောက်2ပတ်အကြာမှာတော့ snack ကုမ္ပဏီနဲ့တရားဝင်စာချုပ်ချုပ်ခဲ့ပါတယ်နှစ်များစွာကြာပြီးနောက်တွင်သူ၏ပင်လယ်ရေမော်လုပ်ငန်းသည်ဒေါ်လာ15ဘီလီယံအထိရောင်းချခဲ့ရပြီး၎င်း၏ကိုပိုင်ပင်လယ်ရေမော်ခြံများကိုပင်ပိုင်ဆိုင်နိုင်ပါခဲ့တယ်